လုံးပဲမင်္ဂလာပါရှင် NOYC ຫນွေဦးရောင်ကြီး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မဖတ်ပြပေးမှာကတော့ဆရာမန်းတောင်လုံးပြန်ရေးသားထားတယ်မိကြွားဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်မိကြွားနနက်9 နာရီနေမင်းအချိန်ကြောင့်မြူနှင်းတို့သည်ရေကဘာကိုစွန့်ခွာ၍လေအလိုက်ကိုမျောပါရင်ခမများများစောက်တီရမရဖြစ်နေကြရှာသည်တညတာလုံးမြေကဘာကိုမင်းမူထားပြီး၍မခွာချင်းခွာချင်းဖြင့်နေမင်းအရှိန်အစော်ကိုအန်တုနေလိုတော်ညာနေခွင့်မသာခဲ့ပြီကျွန်တော်သည်တဲတကားဝ၌ငုတ်တုတ်ထိုင်ရင်မြူနှင်းတို့အားစက္ခုပဒါရခံလျက်ရှေ့တဲမှတိုးတက်လာသည့်နေမင်းကိုပါတွဲဖက်၍ကြည်နေမိပါသည်ကြည်၍ငေး၍မဝလေသည်ကျွန်တော်မြင်ကွင်းထဲသို့ကန့်လန့်ဖြတ်၍ဝင်လာသူကတာပေါင်တစ်ဖက်ကမ်းမှအပြေးအလွှားလာနေသောကပ္ပနာဖြစ်တော်သည်ကပ္ပနာပြေးလာပုံကယခုပင်ကဘာပြိုသည်ကိုကြားလာသည့်ယုံတငယ်ကဲ့သို့ပင်သူကပြေးလွှားနေရမှကျွန်တော်စတဲ့ချနေသောတာပေါင်တစ်ဖက်ကမ်းရှိရာခင်းဆောင်တဲရှိအရောက်တွင်တူမြောင်းထဲသို့လွှားကနေခုံဆင်းလိုက်တော့၏တူမြောင်းသည်ကမ်းတစ်ဖက်အကျယ်ပေ90ရှိတော်ညာစောင်းနှောင်းကာလရေအလွတ်နဲသည့်သမယပေမူရေနဲနေသည်ကပ္ပနာအဖေကပ္ပနာကအဖေဟုအော်တန်ကြီးပေး၍ကျွန်တော်တို့တဲရှိရာသို့ကူးလာပါလိမ့်ပြီဂျာသွန်းကစိတ်လိတ်ခဲနေရမှကျွန်တော်ကိုငဲ့ဆောင်ကြည့်ရင်သားဖြစ်သူကပ္ပနာ၏လက်ပစ်ကူးလာပုံကိုပြန်ကြည့်နေသည်သူ့စပင်ကပွားရောင်းရောင်းအသားအရည်ကငချိတ်ကိုကတ်တရာကြီးနှောထားသည်အသက်က30မြရှိသေး၏မိသည့်အခါမှအင်ကြီးကတ်သည်မရှိဤဒီကကပ္ပနာ၏အဖေဖြစ်သူဂျာသွန်း၏မူပိုင်ဟန်ပန်စစ်ဖြစ်တော်သည်ကျွန်တော်၏စောင်းအလှအာယုံခံစားမှုသည်လည်းပြိုကွဲသွားလိမ့်ပြီကပ္ပနာသည်ကမ်းပေါ်သို့ကုန်းယုံတက်လာရင်အဖေကကတိကြီးပြဟုအော်လိုက်ပြန်၏ဂျာသွန်းကဖြူဖွေးသောသွားအစုံကိုဖျဲ့၍ရဲလိုက်သည်ကပ္ပနာကတဲပေါ်သို့လွှားကနေကြော်တက်ရင်အမဟုမိခင်ဖြစ်သူကိုအော်ခေါ်ရင်းနောက်ဖေးစီသူပြေးဝင်သွား၏အမားကမရှိချေကပ္ပနာတဲရှိသူပြန်ပြေးလာ၏ကပ္ပနာ၏ပူပင်ကြီးမှုကြောင့်လေးပင်သုံးပင်တဲအိမ်လေးသည်တွတ်တွတ်ခါနေတော့၏အဖေမြောင်းထဲမှာကကတိကြီးပြပိတ်သားကောင်ကြီးတကယ်ပြောတာဗျဂျာသွန်းကမျက်မှောင်ကုတ်လိုက်သည်ဟိုးမှာမြသေးတို့ဆင်းကုန်ပြီဗျကပ္ပနာကဆွဲပိုက်ကိုခေါင်မိုးကြားမှာဆွဲဖြုတ်၍ထက်မှန်အော်ဟစ်လိုက်ပါသည်ဂျာသွန်းကစိတ်လိတ်ကိုခါရင်တဲရှိသို့ထွက်သွားပါသည်ကျွန်တော်လဲရွာထဲသို့ပြန်တော့မီဖြစ်၍အပြင်းကြောတစ်ချက်ဆန့်ရင်တဲရှိသို့ထွက်လာခဲ့တော့သည်အေးဂျာသွန်းကအလန့်တကြားအော်ရင်ကပ္ပနာကိုကြည့်လိုက်ပါသည်တူးမြောင်း၏မျက်စိတစုံလောက်အဝေးတွင်မြသေးတို့သားအဖမြောင်းထဲသို့ဆင်း၍ဝယုံသုံးကားဖြစ်နေကြသည်ကိုဘဲကလာတဲ့ငားလဲကွဂျာသွန်းကကပ္ပနာကမ်းပေးသည့်ဆွဲပိုက်ကိုတစ်ဖက်မှကင်၍ဖြန့်ပေးရင်မိခွန်းထုတ်လိုက်သည်ကပ္ပနာကတစ်ဖက်မှပိုက်ကိုဆွဲဖြန့်၍ခိုးပိုက်သမားတွေလွတ်သွားတာဟုဖြေပါသည်ဟေးညကပြဿနာပဲဂျာသွန်းကကျွန်တော်ကိုလှမ်းကြည့်၍ပြောလာပါသည်ထို့နောက်သူတို့သားဖနှစ်ဦးတာပေါင်အတိုင်းပြေးလွှား၍ထွက်ခွာသွားရင်ကျွန်တော်အားအမြန်လိုက်ခဲ့ပါရန်အော်ဟစ်သွားပါတော့သည်ကျွန်တော်သူတို့ကိုလှမ်းကြည့်နေစဲမှာပင်မိကြွားတို့စိုက်ခင်းစီမှလူ3ဦးပြေးထွက်လာပြီးညသေးတို့ရှိရာသို့အုတ်ချင်းတောင်းကိုစီဆွဲ၍ပြေးသွားသည်ကိုတွေ့လိုက်ရ၏မိကြွားကသူတို့တဲရှိတွင်ခုံပေါက်ရင်းဘာဒီအော်နေမှန်းမသိရပဲအော်ဟစ်နေတော့သည်သိမကြခင်မှာပင်ငါးဖမ်းသမားများ4-5အုပ်စုဖြစ်လာခဲ့တော့သည်ငါးကံမပိုက်သမားများကရေထဲသို့မစင်တာပေါင်ပေါ်မှပင်အခြေအနေကိုအကဲခတ်နေ၏ထိုကကတိငါးသည်ညကငါးကန်ထဲမှခိုးထုတ်ခံလိုက်ရသောငါးဖြစ်သည်လောကျွန်တော်မနေ့ကညနေပိုင်းစီကဂျာသွန်းတို့
တဲသို့ရောက်လာခဲ့သည်ရှုခင်းပုံလေးရေးဆွဲရန်နှစ်ပေပတ်လေကင်းပတ်နှင့်ကြက်ထားသောဘောင်နှင့်တကွာကျွန်တော်ရောက်လာခဲ့ခြင်းဖြစ်ပါသည်ဆေးရောင်စုံပါခဲ့သည်တို့ရာတွင်ဘာကဘလို့ဖြစ်၍မှန်ကျွန်တော်မသိမိသည့်ရှုခင်းကိုမှမရေးဆွဲနိုင်ပဲဖြစ်ရတော့သည်ဂျာသောဖွင့်လှစ်အခန့်သောဇေယဝတီယမကပလင်းတက်ဆင်အောင်ပြောင်းလေသောအခါကျွန်တော်တဲပေါ်တွင်အိမ်မောကျသွားပါတော့သည်လထိန်ထိန်သာသောည7 နာရီခန့်တွင်ပြေးသူတတိုက်လိုက်သူတတိုက်တို့၏အော်ဟစ်ဆူညံတန်ကြောင့်ကျွန်တော်လန့်၍နိုးခဲ့သည်အမားကဟောင်နေသောခွေးကိုငေါက်ငန်းရင်းဂျာသွန်းကိုအော်ဟစ်နှိုးနေသည်ကဖနာကငုတ်တုတ်ထိုင်၍ချောင်းထဲ၌sorry ပါရှင်ဂျောင်ထဲ၌ကုတ်နေသည်မကြာမီမှာပင်ဓမီရောင်များကကျွန်တော်တို့တင်းစီရောက်လာခဲ့၏ငါးကန်ထဲမှငါးခိုးဖမ်းသူများနောက်သို့ငါးကန်မှအဖွဲသားများလိုက်လံဖမ်းဆီးခြင်းဖြစ်တော်သည်ငါးဖမ်းပိုက်တချို့ကိုတာပေါင်ရိုးပေါ်၌ပြစ်ချ၍ကိုလွတ်ယုံပြေးသွားကြသည်ဟုဆိုပါသည်ပါသွားသည်ကကကတိငါဖြစ်မည်ဟုထင်ကြီးပေးကြသည်မိတို့ဖြစ်စေငါခိုးဖမ်းသူများကလွတ်မြောက်သွားလိမ့်ပြီယခုကကတိငါကြီးတူးမြောင်းထဲရောက်နေသည်ကောငါတကငါတွင်ဈေးခေါင်ခိုက်နေသည့်ကကတိငါပေမှုငါဖမ်းအဖွဲ့တွေတယုံယုံဖြစ်နေကြလေပြီကျွန်တော်လည်းထိုပွဲကိုအလွတ်မခံလို့သဖြင့်ထိုနေရာသို့လိုက်လာခဲ့တော့သည်ကျွန်တော်မိကြွားတို့တဲရှိမှဖြတ်လာချိန်တွင်မိကြွားကရေထဲသို့မြေကြီးခဲများဖြင့်ပြစ်ပေါက်ရင်းထိသွားပြီဟုအော်ဟစ်တော့သည်မိကြွား၏အသက်မှာ6 နှစ်သမီးမြပင်ရှိပါသေးသည်ကျွန်တော်ကသူ့ခေါင်းကိုဖွာပုတ်ရင်းငါဖမ်းအဖွဲ့များစီသို့ဆက်လက်လျှောက်လာခဲ့တော့သည်မြထေးတို့သားအဖကရေစက်နား၌ရက်ရင်ကပနာတို့တစ်ဖက်ထိပ်မှပိတ်ဆွဲလာသည့်ဆွဲပိုက်စီသို့ငေးကြည့်နေ၏ကျွန်တော်မရင်းနှီးသောအဖွဲတစ်ဖွဲကတာပေါင်ပေါ်မှထိုင်၍အကဲခတ်နေသည်ရေမာတော်ပင်နောက်၍နေလေပြီကကတိငါးမှာအရိပ်အယောင်မြပင်မမြင်ဂျာသွန်းကဆွဲပိုက်ကိုရေထဲမှပြန်ခါလိုက်သည်နောက်ဖက်သို့ပြန်လှည့်၍ရေပြင်အခြေအနေကိုအကဲခတ်နေ၏ငါတွေ့လို့ရတော့ကွာကျွန်တော်ရက်ကြည့်နေသောတာပေါင်နှစ်ဘေးမှလူကြီးတဦးကဆဲဆိုရင်းကျင်းဝါလိုက်ပါသည်သူတို့လူစုကဒလွတ်များဒုတ်များကင်ဆွဲထားကြ၏ညကငါးခိုးသူများကိုလိုက်ဖမ်းခဲ့သူများပင်သူတို့ကငါးလာဖမ်းသူများမဟုတ်ညကငါးသခိုးများကိုလာရောက်ကဲခတ်နေကြခြင်းပင်တို့ရာတွင်မိသူမိဝါဟုတဲတဲကွယ်ကွယ်သိမိမထင်ငါးလာဖမ်းသည့်အုပ်စုကငါးစုဖြစ်ပါသည်တာပေါင်တလျှောက်စိုက်ခင်းဖြင့်လှုပ်ရှားကြသည့်လူများဂျာသွန်းတို့လိုငါးဖမ်းစားသူများအပြင်ကကတိဟူသောအတန်ကြောင့်အုပ်ဖုံနေသည့်လူစုထဲမှချင်းတောင်များဆွဲ၍မိလိုမိညာဆင်းဖမ်းသူတစုလည်းပါနေသည်ရင်းငိမ်အောင်စောင့်ဟိညထေးတို့သားဖားကလှမ်း၍အတန်ပေးလိုက်သည်ကပနာတို့လည်းရေစက်မှရှောက်သွားရင်ရေပြင်ကိုအကဲခတ်နေ၏သူတို့စောင့်ဆိုင်နေသည့်တူးမြောင်းအတွင်ငါးရှိမီထင်သည့်အကျယ်ဝန်းမှာဓာတ်တိုင်3 တိုင်စာမျှဖြစ်သည်လူတစုပိုက်ချ၍ဆွဲလာသည့်အခါကြံတစုကစောင့်ကြည့်နေ၏စောင့်ကြည့်နေရင်းမှပိုက်ကိုတားထားလိုက်သည်ရေအနက်မှာအလယ်၌ပေ20မျှရှိသည်ပိုက်ကိုအောက်ခြေထိချ၍မရချင်းတောင်သမားများအတွက်ပို၍အခွင့်အလမ်းနည်းလာသည်ကပနာတို့ဆွဲပိုက်မှာဗျက်အနေဖြင့်6 ပေခန့်သာရှိပါသည်အရှိမှာ15 ပေရှိသည်သူတို့အလောတကြီးဆင်း၍ပိုက်ဆွဲကြတော့လေကကတိငါးကြီးကိုမတိုးမိကြသေးပေငါးဖမ်းပွဲကြီးကအချိန်ကြာလာသည်နှင့်အမျှစောင့်ကြည့်အကဲခတ်သည့်အဖြစ်သို့ရောက်လာတော့သည်တက်ကြွသောစိတ်တို့သွေးအေးလာကြချေပြီထင်ဂျာသွန်းကတာပေါင်ပေါ်သို့ကုန်းကွတက်လာရင်ကျွန်တော်စီမှမိကျင်ငှားပါသည်သူ့နားကြား၌ညှက်ထားသည့်ဆေးဘောလိတ်တို့ကိုမိညှိသည်ပြီးတော့အကောင်ကြီးတယ်ဗျဟိုလူတွေပိုက်ကွဲသွားတယ်ဂျာသွန်းကတစ်ဖက်ကန်း၌ထိုင်ဆောင်နေကြသည့်လူစုသို့လက်ညှိုးညွန်ပြရင်းပြောပြပါသည်ဒါဆိုတပိတ်သာကြော်မှာပေါ့
ကျွန်တော်အမေကိုဂျာသွန်းမဖြေခင်ငါးကံမလူကြီးကဝင်၍ဖြေပေးပါသည်တွေ့ဗျာကျုပ်တို့လက်သက်မွေးထားတဲ့ကောင်ကိုမှလှုပ်သွားတာဗျဘယ်တပိတ်သာကမလဲကန်ထဲကပိုက်တွေတောင်မနိုင်ဘူးဒီကောင်ခွဲပြစ်တာများပြီဗျကက်ကရက်တန်ရင်ဘယ်ပိုက်မှမခံနိုင်ဘူးဂျာသွန်းကဝင်၍ထောက်ခံသည်ခမရတို့ပိုက်တွေကရပါမလားကျွန်တော်အမေကိုဂျာသွန်းကပခုံးတွန့်ပြပါသည်ဒီကောင်မောနေပြီလေဗျာရေကနဲတော့လူတန်ကြားရင်ဒီကောင်သွေးပြက်ပြီးရှောက်တိုးတော့မှာငါကံမလူကြီးကရဲသည်ဂျာသွန်းစကားကိုလှောင်လိုက်ခြင်းဖြစ်သည်အဖေကပနာကတဲဘက်စီသို့လက်ညှိုးထိုးရင်းអော်ပါသည်လူအားလုံးလှမ်း၍ကြည့်မိကြပါသည်ညထေးကသူ့ဘေးမှကပနာကိုတွန်း၍ပြေးတော်သည်မိကြွားကခြေဟန်လက်ဟန်ပြ၍အော်ဟစ်နေခြင်းပင်ကျွန်တော်တို့လှမ်း၍ကြည့်နေစဲမှာပင်ရေလေစီ၌ဖွေးကနေလှုပ်သွားတော်သည်ကြည်စံငါးကြီးကမိကြွားရှိသို့ရောက်နေပြီကောတာပေါင်နှစ်ဖက်စလုံးအပြေးအလွှာဝယုံသုံးကားဖြစ်သွားကြလိမ့်ပြီရေထဲမှကုန်းပေါ်သို့အပြေးတိတ်၍မိကြွားရှိရာသို့သွားကြလေတော့သည်ဓာတ်တိုင်၃နိုင်စာမျှဝေးနေသည်မူသူ့ထက်ငါအလူအရက်ပြေးကြလေပြီကျွန်တော်လဲခြေလမ်းမြန်မြန်လှမ်းခဲ့ပါတော့သည်မိကြွားကသူ့အဖေကိုဒီမှာဟုအော်၍ပြောနေစေပင်ညထေးကကလေးပီပီအရင်ရောက်သွား၏ရေထဲသို့ဘုံငနဲ့ခုန်ချသည်သူ့အဖေကလှမ်း၍အော်ပါတော့သည်ကပနာကညထေးကိုကြော်၍တဲရှိရာဖက်သို့ပြေးလေသည်ရှေ့ဘက်မှပိတ်၍ဖမ်းမိကိုခက်နေသည်ကသူ့လက်ထဲ၌ပိုက်မပါခြင်းပင်ဆွဲပိုက်ကဂျာသွန်းလက်ထဲမှာပင်ရှိနေသည်ချင်းတောင်သမားများလဲရေထဲသို့တဝုံဝုံခုန်ချကြတော့သည်လူအားလုံး9ဦးခန့်ရှိပါမည်အချို့ကဝင်းတုံများသာကင်ထားကြ၏ရေလယ်၌ကိုဖော့၍ရှာကြသည်ချင်းတောင်သမားများကရေဆက်တလျှောက်လိုက်အုပ်ကြသည်ပိုက်သမားများကလက်လန်းမိသမျှဆွဲကြသည်ရေမှပြန်၍နောက်ရပါလိမ့်မည်နေသည်တဖြည်းဖြည်းမြင့်တက်လာခဲ့တော့သည်တာပေါင်တလျှောက်ငါးဖမ်းပွဲသို့လာကြည့်ကြသည့်ပရိသတ်မှာတိုး၍လာခဲ့ချေပြီခရမ်းမြို့ဈေးသွားဈေးလာများလဲပါလာကြပါသည်ငါးကြီးကိုတော့နောက်ထပ်မတွေ့ရသည်စောစောကမိကြွားရှိ၌ပေါ်လာခဲ့ခြင်းသည်မိကြွားပြစ်ချနေသည့်မြေစာခဲများကိုအစာကျွေးနေသည်ထင်၍ကိုရောင်လာပြခြင်းဖြစ်သည်ဟုငါးကံမလူကြီးကပြောပြပါသည်အုပ်ဖုတ်သမားများတော့ပြန်သွားကြလေပြီရေလယ်၌ရေအနက်ပေ20ထိရှိနေသည်မူသူတို့ချင်းတောင်းများကအလုံးမဖြစ်မှန်းသိသွားကြပါသည်စင်စစ်ကပနာတို့လိုပိုက်မျိုးသည်လေမိဖို့ရန်မလွယ်လာချီခုတ်ဓားသမားများနှင့်ဝရင်တုတ်သမားများမှာပို၍ပင်အလှမ်းဝေးလာသည်ကောကက်ကတိဤဈေးနှုန်းမှာမက်လောက်ပါပေ၏တပိတ်သာအကောင်ဆိုလျင်ကျပ်15000ပေးဝယ်သည်ထို့ကြောင့်ငါးဖန်သမားများအလူရက်ဖြစ်နေခြင်းပင်ကက်ကတိငါဟုသည်ကတကယ်ဟိုတယ်ကြီးများစားတောက်ဆိုင်ကြီးများတွင်တန်ဖိုးအမြင့်ဆုံးဟင်းလျာပေကိုရွာလမ်းမပေါ်၌တရားထိုးထားသည်မူထိုတရားပေါ်၌စောင့်ကြည့်နေကြသည့်ပရိသတ်မှလည်းမနှဲလာချီထိုတရားအောင်၌ဝါကတ်များချ၍ပိတ်ထားသည်မူငါးကြီးသည်ဓာတ်တိုင်3တိုင်စာအကွာဝေးအတွင်း၌သာခိုအောင်နေတော့မည်တာယိုးအစုံချောင်းမကြီးဖက်၌မိုးကုံသည်နှင့်မြေသားတမန်ဖြင့်ပိတ်ထားပြီးဖြစ်သည်ဝါဒန်ပိုက်သမားတစုကရေထဲသို့ဆင်းကြသည်နှစ်ဦးကကန်းဆက်မှဝလုံးရှည်ဖြင့်ရေကိုတဖြန်းဖြန်းရိုက်သည်အလဲမလူကဝလုံးနှစ်ဖက်ပါသောပိုက်ကိုကြော့ထိုးတဲ့ကဲ့သို့ရေထဲသို့ထိုးဆိုင်၍ခါတွင်ဆွတ်ထားသည့်ကားကျွတ်ဖြင့်တရွေ့ရွေ့တိုးလာသည်ကားကျွတ်ကြောင့်ရေလယ်၌ပေါ်ကအလွဲတကူပိုက်ထိုးနိုင်ခြင်းပင်တကယ်တော့သူတို့ပိုက်မှာငတလဲထိုးဖမ်းသည့်ပါလွာ၍အကွက်စိတ်သောပိုက်မျိုးဖြစ်ပါသည်တကယ်သာကက်ကရစ်ငါးနှင့်တိုးခဲ့ပါကထိုပိုက်မျိုးမှာကွက်ထွက်သွားပေလိမ့်မည်လူတို့သည်က
ဤသို့သာသည်ပရိသတ်စုဝေးနေသောအရက်တွင်လူလုံးပြချင်ကြသည်ကိုသူမိနိုးနိုးငါမိနိုးနိုးဖြင့်တစုပြီးတစုရေထဲသို့ဆင်းကြသည်ကလေးများလည်းမြေစာခဲများဖြင့်ရေထဲသို့တဆွတ်ဆွတ်ပြက်ပေါက်နေကြပါသည်ထိုသို့လှုပ်လေမိကြွားကြုံတကဲ့သို့ကဲကတဲ့ငါပေါ်လာမည်ဟုထင်နေကြသည်ကိုကျွန်တော်လဲစောင့်ကြည့်ရသည်ကိုပြင်းရည်လာခဲ့သည်မို့မိကြွားရှိရာတဲရှိတွင်ခိတ္တဝင်ထိုင်နေမိတော့သည်မိကြွားကငါးကြီးကိုအဖက်မလုပ်လို့တော့ပြီဟင်းချက်တန်းစော့ကစားနေတော့၏မိကြွားဘာရောင်းနေတာလဲကျွန်တော်မိကြွားကိုလှမ်းဆလိုက်ပါသည်ကဲကတဲ့ပေါင်းရမှာပေါ့အေးတပွဲပေးဟာနေအောင်လေမဖမ်းရသေးဘူးကျွန်တော်ရဲနေမိပါသည်မိကြွားအမေကတဲအိမ်ထဲမှထွက်လာပြီးရင်နွေးဓာတ်ဘူးလာချပေးပါသည်အလကားပါဆရာရဲ့ငါးကဖြင့်ဘဲရောက်သွားမှမသိဘူးဟဲ့မိကြွားနင့်အဖေကိုသွားခေါ်တော့အေးမိပြီးသေလိမ့်မယ်မိကြွားကလှည့်၍ပင်မကြည့်ကစွန်းရွက်အယိုးတူများကိုဓာတစ်သေးဖြင့်လှီးရင်သူ့အာယုံဖြင့်သူနစ်မြုပ်နေတော့၏စိုက်ခင်းတဲ့ရေဘသူလောင်းမှတော့ဒုက္ခပါပဲမိကြွားအမေကငါးဖမ်းနေသည့်လူစုကိုလှမ်း၍အကဲခတ်ရင်းညှိတွားနေပါသည်မှန်ပါသည်စိုက်ခင်းသမားတော်တော်များများငါးဖမ်းပွဲကိုရောက်နေကြတော့သည်တာရိုးတစ်လျှောက်တွင်တနိုင်တစ်ပိုင်းစိုက်ခင်းလုတ်ကင်ကြသူပေါင်း20ခန့်ရှိပါသည်ခရမ်းချင်သည်ယုံပရိသည်နနံပင်ကြက်သွန်မိတ်ချင်းပေါင်းအစသဖြင့်ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရင်တာရိုးအနီးမှာပင်တဲထိုး၍နေထိုင်ကြသူများဖြစ်သည်ကပနားတို့လိုတငါသမားကတိတ်မရှိလားကဲကတဲ့ပေါင်းရမယ်နော်ရွရွလေးမိကြွားကဈေးခေါ်နေလေပြီငါးကင်ရမယ်နော်ငါးကင်တစ်ဖက်တဲမှာမြထေးဤညီမလေးကပြန်អော်နေသည်မိကြွားကလည်းပြန်អော်သည်ဟိုကလည်းပြန်អော်သည်ရေထဲမှာငါးသည်တုတ်တုံမြမလှုပ်တော့မှန်တောင်လုံးပြန်မုရိတာမဂဇင်းအောက်တိုဘာ2011ခုနှစ်ဟုတ်ကဲ့ပါရှင်ဆရာမန်တောင်လုံးပြန်ရေးသားထားတယ်မိကြွားဆိုတဲ့ဝိထုတူလေးဒီတင်ပြီးဆုံးပါပြီရှင်ခန်းစားနားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ